ကန်ဝင်တချင်းနေလို့ဆိုအနီများတို့ကိုလည်းမတန်မှလေးစားစားတီးဆိုခဲ့တာမျိုးဆက်သေးလေးတွေဆိုရင်သူအနီများမတန်တော်တဲ့ကလေးတွေဆိုရင်တိတ်ချစ်တာအမားရွံးဆိုမိမှတိတ်ဆိုးရင်လည်းပေါ့နော်။ဘာကြီးဖြစ်ဖြစ်တေးသေးချာချာသူတို့လည်းကိုတိတဲ့အတိလေးတွေကိုကိုနဲ့ကိုတွေ့တဲ့အခါလည်းပြောပြတယ်သူတို့လေးတွေမှန်မှန်ကန်ကန်နဲ့တီးဆိုပြီးတော့ဒီလိုသွားလာလာနဲ့အလုတ်ဖြစ်နေတာကိုမတန်မှအနီများတို့ရဲ့မြန်မာတန်စင်တွေကိုလည်းသူတို့တီးဆိုနေတာလေများသောအားဖြင့်မြန်မာတန်စင်ဆိုတာများတယ်အဲ့ဒါအတွက်လည်းအနီများအကုန်ယူတယ်မေတ္တာစိတ်လေးနဲ့ဆိုတာဟုတ်တိတ်ကောင်းတာပေါ့တမီးရဲ့ဒီကလေးတွေကိုအနီများတို့ကအဲ့လိုပဲကိုယ့်ရဲ့အတွေ့အကြုံကိုဘယ်လိုဆိုတယ်လဲနော်သူတို့လေးတွေနားရဲဝင်သွားလို့ရှိရင်သူတို့ပြုပြင်တင်တာပြုပြင်လို့ရတယ်တူခိုးတင်တာခိုးလို့ရတယ်နောက်ပြီးတော့လေဒီကလေးနဲ့တွဲဆိုလိုက်တဲ့အတွက်မမီလဲဆိုရတာလေတက်တောင်တက်တာရှိတယ်သူလေးအပိုက်ကလေးပေးပြီးဆိုတယ်ကိုလည်းကိုရတဲ့နေရာလေးကိုဆိုတယ်ပို့ပြီးတော့လေဂုံပြရနည်းနည်းစိတ်ဝင်စားမှုဖြစ်တာပေါ့တမီးရဲ့မျိုးဆက်သေးလေးတွေဆိုရင်သူအနီများအတန်တော်တဲ့ကလေးတွေဆိုရင်တိတ်ချစ်တာအမားရွံးဆိုမိမှတိတ်ဆိုးရင်လည်းပေါ့နော်။ဘာကြီးဖြစ်ဖြစ်တေးသေးချာချာသူတို့လည်းကိုတိတဲ့အတိလေးတွေကိုကိုနဲ့ကိုတွေ့တဲ့အခါလည်းပြောပြတယ်။နောက်သူတို့လည်းတချင်းပြန်ပြီးတော့မှအခွေတွေဘာတွေကနားထောင်တဲ့အခါမှာလည်းမတဲကွဲတာတွေဘာတွေရှိလို့ရှင်တော့နင်မြအောင်မေးဖို့ကောင်းတာပေါ့နော်။ဒါမှမဟုတ်လဲအန်တီမြတချင်းမဟုတ်လဲတခြားသူတချင်းတွေလည်းဒီလိုပဲဂန္နဝင်တချင်းတွေဖြစ်ခဲ့တဲ့ဟာတွေကတော့တီဆိုလိုက်လို့ရှင်စာသားလေးတွေတော့မှန်သိချင်တာပေါ့တည်းရဲ့။သူတို့လည်းဒီလိုလေးလာပြီးမမီတို့တချင်းတွေကိုစိတ်ဝင်စားလာတဲ့အတွက်လည်းအများကြီးဂုဏ်ပြုတယ်ကျေးဇူးတင်တယ်ကလေးတွေစူးစမ်းကြအန်ဒီမြနားထောင်ပြီးတော့လေသမီးဒီနေရာဒီလိုဆွဲရတယ်ဒီနေရာမှာဘယ်နှစီးရှိတယ်ဘယ်လိုစီးလေးစောင့်ဆိုအဲ့ဒါလေးတွေကစပြီးတော့တင်ပေးလိုက်လို့ရှိရင်ဒီတချင်းရဲ့အဝင်အထွက်အရသာဒီစုံမှုခံစားမှုမှာပို့ပြီးတော့အရသာချီတာပေါ့သူ feeling လာတာပေါ့နော်တကောကအချင်းရဲ့အဓိပ္ပာယ်လေးတွေလေးနဲ့ရှိတာသူတို့ကလည်းလေသူတို့ခင်မှာသူတို့တော်တော်လေးသွားလာနဲ့စီးပွားဖြစ်နေတယ်ဆိုပါဆိုသမီးရဲ့စီးပွားဖြစ်နေတဲ့နေရာမှာသူတို့ကျုံးလေးတွေပါလေးတွေအားလျော်သွားခက်ပေါ်တွေပေါ့နော်စတီရိုတေးဆိုပါဆိုအဲ့ဒါလေးတွေလည်းစိုးတဲ့နေရာမှာစိုးရတယ်သူဗမာတန်တချင်းကတော့တော်တော်များစိုးရတယ်ဒါပေမဲ့သူတို့အားယူထားတာဒီအန်တီများတို့ရဲ့မြန်မာတန်စင်တွေကိုပဲသူတို့အားယူပြီးဖြောပြတာလေးတွေတွေ့ရအန်တီများတို့ဆိုခဲ့တဲ့တချင်းတို့အမဒေါ်မင်းမခင်ဆိုခဲ့တဲ့နှစ်ပန်းစံဟာလားဒေါ်မမကြီးတီဆိုခဲ့တဲ့တချင်းတွေနောက်ဒေါ်ကြီးတန်းဆိုတဲ့စသဖြင့်ပေါ်သမီးလေးရဲ့တချင်းတွေက stage သူတို့ဖြောပြရတဲ့အလှပွဲတိုင်းဟာလားဖြောပြပွဲဂုံပြပွဲဆရာတော်ကြီးများပူဇော်ပွဲအဲ့လိုနေရာတွေမှာဒီတချင်းတွေကဘယ်သူမှမလွတ်ဘူးသမီးမလွတ်တဲ့အတွက်မလွတ်တဲ့တချင်းတွေကလည်းမြန်မာတန်စင်တွေပဲဖြစ်တယ်မြန်မာတန်စင်တွေထဲမှာပဲဒီလိုတန်ဖိုးရှိလာတဲ့ဒီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဘုရားရှင်ရဲ့ဖြစ်တော်ပေါင်းတွေကိုဖွဲ့နှွယ်ထားတာကြီးများတယ်အဲ့တော့များတဲ့တချင်းတွေကိုသူတို့တီးဆိုတဲ့အခါမှာမတမ်းမှတန်ဖို့ရှိတယ်ဒါတွေကိုပို့ပြီးတော့လေးလာကြပါလေးလာပြီးတော့လည်းမှန်ကန်အောင်လုပ်နော်မမမြပြောချင်တာတစ်သက်လုံးဆိုသွားကြငငယ်လေးတွေရှိသေးတယ်သူတို့ဆက်လုပ်စရာအများကြီးရှိတယ်ဒီလိုပဲပြောတယ်မမကြီးဂန္နဝင်တချင်းတွေဆိုအနီများတို့ကိုယ်ကမတမ်းမှလေးစားစားတီးဆိုခဲ့တာအနီများဆိုရင်ဟိုနေလောက်ပေါ့အသက်30 40လောက်ဆိုရင်ဒီတချင်းတွေအများကြီးဆိုတာဓမ္မပူဇာတေးတွေပါဆို Facebook ထဲမှာ YouTube ကနေနားထောင်လိုက်အများကြီးရှိတယ်အဲ့ဒါဆိုလို့ရင်အနီများဓာတ်ပြားထဲမှာနားထောင်တယ်အခါကနားထောင်တယ်ဇိုးပေါက်ကစစီးဝါအစတေချာနားထောင်ပြီးတော့မှအနီမြပြန်ဆူထားတာအများကြီးရှိတယ်တတ်နိုင်တယ်လို့အနီမြဆူထားတဲ့တခြင်းတွေကိုလည်းကလေးတွေပြန်လဲလေ့လာခြင်းနဲ့တခြင်းသူတို့ဆိုခြင်းနဲ့တခြင်းရှိခြင်းရှိမယ်ရှိဖို့များတယ်အနီမြဓမ္မပူဇာတေးတွေရောကာလာဘော်တေးတွေတော်တော်ဆူထားတာများတယ်လေအဲ့တော့ဆိုတော့အနီမြအဲ့ဒါအဲ့ဒီဟာကိုပြန်နားထောင်ရင်စာသားအမှန်ရမယ်စိုးပေါက်ဆိုဟန်စီးကြဝါတာအမှန်လေးရမယ်ဆိုပြီးတော့အနီမြအဲ့လိုပြောချင်ပါတယ်ကလေးတွေကိုလေအားလုံးပေါင်းအဲ့လိုမျိုးပေါ့သူတို့လေးတွေမှန်မှန်ကန်ကန်နဲ့တီးဆိုပြီးတော့ဒီလိုသွားလာနဲ့အလုတ်ဖြစ်နေတာကိုမတမ်းမှအနီများတို့ရဲ့မြန်မာတန်စင်တွေကိုလည်းသူတို့တီးဆိုနေတာလေများသောအားဖြင့်မြန်မာတန်စင်ဆိုတာများတယ်အဲ့ဒါအတွက်လည်းအနီများအကုန်ယူတယ်ကျေးဇူးတင်တယ်သူတို့ဆက်လက်ထိန်းသွားမှာအနီများတို့ကလူကြီးတွေဖြစ်ပြီးမဆိုနိုင်ကြတော့ဘူးတဖြည်းဖြည်းလူတွေကကြီးလာကြမှာငယ်သွားမှာမဟုတ်အဲ့တော့အနီများတို့တီးဆိုခဲ့တဲ့တခြင်းတွေသူတို့လေးတွေပြန်ဆိုကြအနီများတို့လည်းဟိုကဒေါ်မရှင်တို့ဒေါ်ခင်ကြီးတို့ဒေါ်ကြီးသေးနော်အဲ့လိုလူကြီးတွေတီးဆိုခဲ့တဲ့တခြင်းတွေဓမ္မပူဇာတေးတွေအများကြီးပဲနောက်တော့ပပပြည်လာဖေးအဲ့အေဝမ်းထုတ်တဲ့တပ်ပြားတွေဒီမှာဓမ္မပူဇာတေးတွေအများကြီးရှိအဲ့လိုလေးနဲ့ဆိုခဲ့ကြတာ